အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ model မြင့်ကားတွေမှာပါတဲ့ PWR မှုဆိုတာပါလဲ ECO မှုဆိုတာပါလဲဘယ်လိုမျိုးချိန်မှာအသုံးပြုရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ PWR မှုဆိုတာကတော့ကျွန်တော်တို့ power မှုဖြစ်ပါတယ်ကိုရှိရကားကိုတက်ကြော်တဲ့ချိန်တွေမှာကားကိုမြန်လို့ပြီးတော့မောက်ချင်တဲ့ချိန်တွေမှာဂုံတဲ့အမြင့်လေးမှာကိုကားမှာပြည့်စည်များတင်ထားလို့နောက်ပြန်မလိမ့်အောင်ကားကိုပါဝါများများတင်ချင်တော့ကျွန်တော်တို့ PWR မှုကိုဖွင့်ပြီးတော့မောင်းရမှာဖြစ်ပါတယ်ခင်ဗျာဒါမှသာလည်းကျွန်တော်တို့ကနောက်ပြန်မလိမ့်ပဲနဲ့စိတ်ချလုံခြုံသွားမောင်းနေရမှာဖြစ်ပါတယ်အားနည်းချက်အနေနဲ့ကတော့စီစားအများများတာဖြစ်ပါတယ်ခင်ဗျာအားသာချက်အနေနဲ့ကတော့အင်ဂျင်ကဆွဲရုံအားတအားကောင်းသွားတာဖြစ်ပါတယ် ECO မှုကတော့ကျွန်တော်တို့ Eco မှုဖြစ်ပါတယ်ခင်ဗျာစီစားသက်သာလို့ထည့်ထားတဲ့ system ဖြစ်ပါတယ်ဘယ်လိုမျိုးချိန်မှာသုံးပြရတယ်လဲဆိုရင်မြို့ထဲတွေမှာကားမောင်းတဲ့ချိန်မှာကားကိုပုံမှန်ပဲမောင်းချင်တဲ့ချိန်တွေမှာကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်ခင်ဗျာအားနည်းချက်အနေနဲ့ကတော့ကားကတော့ဆွဲရုံအားကျမှာဖြစ်ပါတယ်ဒါပေမဲ့စီစားတော့သက်သာမှာဖြစ်ပါတယ်ခင်ဗျာ